ဒီနေ့မှာတော့ကျွန်တော်ရဲ့ဥယျာဉ်ပြကောင်းမွန်အောင်ကျန်းမာအောင်ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်တာပေးမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ဒေါက်တာရဲပါ healthy scalp ကိုဘယ်လိုသတ်မှတ်ကြမလဲအဲ့တော့ကျွန်တော်ဒီ healthy scalp ကိုသတ်မှတ်တဲ့နေရာမှာကျွန်တော်တို့ဒီသပင်ကရာရန်ခြင်းမရှိဘူးနောက်ကကြတော့ဒီရောင်ရမ်းတာတို့နာကျင်တာတွေမရှိဘူးပေါ့နော်နောက်ကနေနေတဲ့အခါကျကျွန်တော်ဒီ dandruff ဆိုလည်းမရှိသလောက်နေတယ်သပင်ကျွတ်တာလည်းနေတယ်ဆိုရင်ကျွန်တော်တို့ဒါ healthy scalp လို့သတ်မှတ်ကြရပါတော့ကျွန်တော်ဒီ healthy scalp ကိုတော့ဘယ်လိုထိန်းသိမ်းကြမလဲထိန်းသိမ်းတဲ့နေရာမှာဆိုရင်ကျွန်တော်ပထမဆုံးချက်ကတော့ hygiene ပေါ့နော်ကျွန်တော်ဒီတန့်ရှင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒါခေါင်းလျှော်ပေးဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီဥယျာဉ်ပြပေါ့နော်ကျွန်တော်တို့ skin ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီနေ့စဉ်လျှော်ပေးမယ်ဆိုရင်ကျွန်တော်တို့ဥယျာဉ်ပြအရန်6တွေ့တာမျိုးဖြစ်တတ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီနေ့စဉ်ခေါင်းလျှော်မယ်ဆိုရင်ကျွန်တော်ဒီတဘာဝရှိပေါ့နော်အစီကိုသူကဖယ်ထုတ်လိုက်လို့ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒါဥယျာဉ်ပြအရန်6တွေ့တာဒါမှမဟုတ်ရင်လည်းအရန်အစီပိုပြန်လာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတစ်ပတ်ကို2ချိန်ကနေ3ချိန်လောက်လျှော်ရင်လုံလောက်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဥယျာဉ်ပြအစီရန်ပြန်လာမျိုးဆိုရင်တော့ကျွန်တော်ကဒါ1ရက်တစ်ချိန်ဒါမှမဟုတ်လည်း2ရက်တစ်ချိန်လောက်လျှော်ပေးလို့ရပါတယ်ဒါမှမဟုတ်ပေါ့နော်ကျွန်တော်တို့ရဲ့ဥယျာဉ်ပြအရန်6တွေ့တာဒါမှမဟုတ်လည်းသူ့ရဲ့ဒီစံသားကငကိုရဲ့ကောက်တဲ့သပင်ဆိုရင်တော့ကျွန်တော်ကဒါတစ်ပတ်တစ်ချိန်လောက်ဆိုရင်တော့လုံလောက်ပါတယ်ခေါင်းလျှော်တဲ့အခါမှာကျွန်တော်တို့ဒီရှမ်ပူတို့ conditioner တို့ကို gel texture ရွေးတင်တယ်ပေါ့နော်အဲ့တော့ရွေးချယ်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒါsulfate တို့ paraben တို့ free ဖြစ်တဲ့ရှမ်ပူမျိုးတွေသုံးလို့ရတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်ဒီ pH balance ဖြစ်တဲ့ရှမ်ပူမျိုးတွေဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဒီဥယျာဉ်ပြားပေါ်မူတည်ပြီးတော့ကျွန်တော်ကဒါရွေးချယ်လို့ရသေးတယ်ဥပမာအစီပြန်နေဆိုရင်တော့ကျွန်တော်ကဒါsalicylic acid တို့နောက် tea tree wine တို့နောက် apple cider vinegar ပါတဲ့ရှမ်ပူတွေသုံးလို့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဥယျာဉ်ပြား6တွေ့တာမျိုးရရင်လာမျိုးဖြစ်တယ်ဆိုရင်တော့ကျွန်တော်ကဒါ hyaluronic acid လို့ glycerin တို့ပေါ့နော်နောက်ကကျတော့ဒီ coconut wine တို့ပေါ့နော်ပါတဲ့ဒီရှမ်ပူမျိုးတွေသုံးလို့ရတယ်အဲ့ဒါမှမဟုတ်ကိုယ့်ရဲ့ဒီဥယျာဉ်ပြားကသပင်ကျွတ်လွယ်တာမျိုးဆိုရင်တော့ကျွန်တော်ကဒါ ketoconazole တို့နောက် caffeine တို့ biotin တို့ rosemary wine စတဲ့ ingredient တွေပါတဲ့ရှမ်ပူမျိုးတွေကိုသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီပေါ့နော်ခေါင်းလျှော်တဲ့အခါမှာဆိုရင်လည်းတက်နိုင်တယ်များကျွန်တော်ဒီရေဘူးနဲ့လျှော်တာမျိုးတဲ့ဆိုင်ရင် loop and water လို့ခေါ်တဲ့ကျွန်တော်ဒီရက်သိန်းလေးလောက်ရေနွေနဲ့ပေါ့နော်လျှော်တာမျိုးကတော့အကောင်းဆုံးပဲပေါ့နော်ခေါင်းလျှော်ပြီးတဲ့အခါမှာကျွန်တော်ဒီ tower နဲ့အရန်အကြံပဒန်းတုတ်တာမျိုးတွေဒါမှမဟုတ်လည်းကျွန်တော်ဒီပူတဲ့ပေါ့နော် dryer နဲ့ဥယျာဉ်ပြားကိုဓာတ်ရိုက်မှုတ်တာမျိုးတွေကျွန်တော်တို့ရှောင်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ dryer setting ကိုလည်းကျွန်တော်ဒီ A ဒါမှမဟုတ်လည်းကျွန်တော်ဒီ medium အနေထားလောက်ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီခေါင်းဆူနေတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီ BP ရဲ့အမူအချင်းမျိုးပါကြလဲသူတို့ကသပင်ကိုပို့ပြီးတော့ကျွတ်စေရဖြစ်တဲ့ကြောင့်မလို့အဲ့လိုအမူအချင်းမျိုးဆိုရင်လည်းကျွန်တော်တို့ကဒါရှောင်ရှားတင်ပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဒီဥယျာဉ်ပြားကျန်းမာဖို့အတွက်ဆိုရင်ကျွန်တော်တို့က lifestyle ကိုတိကျလေး Q site တင်တယ်အဲ့တော့ဒီ lifestyle Q site တဲ့နေရာမှာပထမတစ်ချက်ကတော့ကျွန်တော်ဒါ nutrition ပေါ့နော်ကျွန်တော်ဒီအာဟာရနဲ့ပတ်သက်ပြီးတော့ omega 3တို့နောက် fatty acid လို့ကျဲသွားတယ်ကျွန်တော်ဒီ salmon တို့ဒါမှမဟုတ်လည်းအခွန်မာသီးလေးစားပေးရမျိုးတွေလုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီပေါ့နော်ဒီ antioxidant ကျဲသွားတဲ့ကျွန်တော်ဒီ berry တို့ဒါမှမဟုတ်လည်းကျွန်တော်ဒီအစိမ်းရောင်သီးနှံလေးတွေပေါ့နော်အဲ့ဒါတွေစားပေးရမျိုးတွေလုပ်လို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်ဒီ vitamin A C D E ပေါ့နော်ကျဲသွားတဲ့အစားအစာလေးစားပေးရမျိုးလုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ sun protection ပေါ့နော်ကျွန်တော်ဒီအပြင်သွားတဲ့ခါမှာထီးဆောင်တာဖြစ်ဒါမှမဟုတ်လည်းကျွန်တော်ဒီအုတ်ထုတ်ဆောင်တာမျိုးပေါ့နော်ဒါမျိုးလေးနဲ့ကျွန်တော်ဒီနေအောင်ကိုကာကွယ်ပေးတင်တယ်ဥယျာဉ်ပြားကျန်းမာဖို့အတွက်ဆိုရင်လည်းကျွန်တော်ပေါ့နော် shampoo conditioner တွေမကဘဲနဲ့ AC brand တို့ scalp wine တို့ရဲ့